ကဘာပေါ်မှာတကယ်ရှိရလားလို့ထင်မှန်မှားရလောက်အောင်ထူးဆန်းအံ့ဩဖွယ်ရာနေရာ၅ခုကျွန်တော်တို့ကဘာပေါ်မှာပကြီးဆရာတယောက်ရဲ့စိတ်ကူးရင်အိမ်မက်ထဲကလို့မြင်ကွင်းနေဒါမှမဟုတ်ဂျူသားကဘာကနေရာတွေလို့ထူးဆန်းတဲ့နေရာတွေတကယ်ရှိနေပါလိဒါတွေဟာ Photoshop ဓာတ်ပုံတွေမဟုတ်ဘဲနဲ့တကယ်အစစ်မှန်နေရာတွေပါဒီနေ့မှာတော့အသင်းကိုဒါကတကယ်ကြီးလားလို့အံ့ဩသွားစေမယ်ကဘာအထူးဆန်းဆုံးနေရာ၅ခုစီကိုခရီးနှင်ကြပါမယ်နံပါတ်1ကျန်းကြီး National Geopark တရုတ်ပထမဆုံးနေရာကတရုတ်နိုင်ငံကျန်းစုပြည်နယ်ကကျန်းကြီး National Geopark ပါဒီတောင်တန်းတွေဟာတပ်တန်းတစ်ခုလုံးကိုပတ်ဖြန်းထားသလိုအနီးအဝါအပြာနဲ့လိမ္မော်ရောင်စုံလှပနေတာပါဒါဟာတဘာဝရဲ့ပကြီးကားတစ်ချက်ပါပဲလွန်ခဲ့တဲ့နှစ်သန်းပေါင်း24သန်းကျော်ကသဲကြောက်တွေနဲ့ဓာတ်သက်ထူတွေအလွာလိုက်စုပုံခဲ့ပြီးကမ္ဘာအလွာလှုပ်ရှားမှုတွေကြောင့်မလို့တွန်းခေါက်ပြီးတော့တောင်တန်းတွေအဖြစ်ပေါ်ထွက်လာတာပါအန်ဩစရာကောင်းတာကနေရောင်ခြည်နဲ့ရာသီဥတုပေါ်မှုတည်ပြီးဒီတောင်တန်းတွေအယောင်ဟာအမြဲတမ်းပြောင်းလဲနေတာပါပဲမနက်ခင်းနဲ့ညနေခင်းမြင်ရတဲ့အယောင်ကလုံးဝကွဲပြားခြားနားနေပါလိနံပါတ်2ငရဲတကာကာရာဂမ်တဲကန်နေရာကြီးရဲ့အလဲမှာမီလီယံနေနဲ့တောင်းလောင်နေတဲ့အေယာမကြောက်ကြီးတစ်ခုဒါကမင်နစ္စတန်နိုင်ငံကဒေါ်တူဟဲလို့ခေါ်တဲ့ဒါဘာဇာငရဲတွင်းကြီးပါဒါဟာတဘာဝတိုင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး1982ခုနှစ်မှာဆိုဗီယက်ဘူမိဗေဒပညာရှင်တွေဓာတ်ငွေရှာဖွေရင်းမြေကြီးပြိုကျပြီးမီသိန်းဓာတ်ငွေတွေပိတ်မိနေတဲ့လှိုင်ကောင်းကြီးပေါ်ထွက်လာခဲ့ပါသည်ဓာတ်ငွေအစိမ့်သိမ်းမှုမဖြစ်အောင်ပညာရှင်တွေကမီးရှို့လိုက်ပြီးရဲအနေငယ်တွေငြိမ်းသွားမယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့အဲ့ဒီမီးဟာအခုချိန်ထိနှစ်ပေါင်း90ကျော်တစ်စက္ကန့်မှမရမနာမိုးရွာနှင်းကြအဆက်မပြတ်တောက်လောင်နေစေပါညအချိန်မိုင်မောင်းများစွာအကွာကနေမြင်နိုင်တဲ့ဒီမီးတောက်ကြီးကတကယ်ကိုထိတ်လန့်အံ့ဩဖွယ်ရပါပြီနံပါတ်3ဆလာရီယူနီကောင်းကင်နယ်မြေကြီးဘယ်နေရာကစပြီးဘယ်နေရာမှာဆုံးလဲခွဲခြားမရတဲ့နေရာဘိုလီဗီးယားနိုင်ငံကဆလာရီယူနီစားလွင်မြင်ကြီးပါဒါဟာကမ္ဘာအကြီးဆုံးစားလွင်မြင်ကြီးဖြစ်ပြီး၆သွေးရာသီမှာဖွေးလှုပ်နေတဲ့သဲကန်နေရာကြီးတစ်ခုလိုပါပြီဒါပေမဲ့မိုးရာသီမှာရေနှင်းငယ်ဖုံးလွှမ်းသွားတဲ့အခါဒီစားလွင်မြင်ကြီးဟာကမ္ဘာအကြီးဆုံးမှန်တစ်ချက်အဖြစ်ပြောင်းလဲသွားပါသည်ကောင်းကင်ကြီးတစ်ခုလုံးတိမ်တိုက်တွေနေလုံးကြီးရဲ့အရေးတွေကအသေးစိတ်ပြန်လဲထင်ဟန်နေတာပါအဲ့ဒီပေါ်မှာလမ်းလျှောက်ရတာတိမ်နေပေါ်လမ်းလျှောက်နေရသလိုခံစားရစေတဲ့စမ်းကြယ်တဲ့နေရာတစ်ခုပါပဲနံပါတ်4ဝါကွန်းရဲတိုက်တူရကီဒါကတော့တူရကီနိုင်ငံဝါကွန်းရဲတိုက်ပါပထမအကြည့်မှာအေးခဲနေတဲ့ရေတကွန်ဒါမှမဟုတ်စီးနှင်းဖုံးတောင်တန်းတွေလို့ထင်ရပေမယ့်တကယ်တော့ထုံးထက်ကယ်လ်ဆီယမ်ကာဗွန်နိတ်တွေအပြည့်ပွားတဲ့ရေဘူးစမ်းတွေစီးဆင်းရာကနေဖြစ်ပေါ်လာတာပါနှစ်ထောင်ပေါင်းများစွာအတွင်းရေတွေငွေ့ပြန်ပြီးကြန့်ရှိခဲ့တဲ့ထုံးတက်တွေမာကျိုးလာရာကနေဒီလိုဖြူဖွေးနေတဲ့လှေကားတစ်ရေကန်အဆင့်ဆင့်တွေဖြစ်ပေါ်လာတာပါအဲ့ဒီအဖြူရောင်လှေကားတစ်တွေကစိမ့်ပြရောင်ရေဘူးစမ်းကန်လေးတွေကဒီနေရာရဲ့အလှကိုပိုတိုးစေပါလိရှေးရောမခေတ်ကလေးကဒီနေရာမှာဟိုင်ရာပိုလစ်မြို့ကြီးကိုတည်ဆောက်ခဲ့ကြပါသည်နံပါတ်5 Antelope Canyon နောက်ဆုံးခရီးစဉ်ကတော့အမေရိကန်နိုင်ငံအရီဇိုနာက Antelope Canyon မှာဒါဟာလူတွေတည်ဆောက်ခဲ့တာမဟုတ်ဘဲနဲ့နှစ်ထောင်ပေါင်းများစွာအတွင်းရေနဲ့သဲတွေကကြောက်တောင်ကြားကိုဒိုးဝင်တိုက်စားပြီးတဘာဝတရားကထူးစစ်ခဲ့တာပါဒီတိုက်စားမှုကြောင့်မလို့ကျောင်းနေရနေဟာလိုင်းတို့နေလို့ချောမွေပြီးလိမ်မော်ရောင်အနီရောင်ခရမ်းရောင်နေနဲ့လှပနေပါသည်အထူးခြားဆုံးကနေလေကင်းနေမိုးတဲ့ချိန်ပါပဲနေရောင်ကြီးဟာအပေါ်ကကျင်းမြောင်းတဲ့အပေါက်တွေကနေအလင်းတန်းကြီးတွေအဖြစ်ထိုးကျလာတဲ့အခါကောင်းကင်ဘုံကမီးမောင်းထိုးပြနေသလားလို့ထင်မှားရလောက်မော်ဆန်ပါသည်အလင်းတန်းတွေကသဲမုံလေးတွေနဲ့ထိတွေ့ပြီးလေထဲမှာရွှေမုံလေးတွေလွင့်ပြန်နေသလိုမျိုးပါပဲငရဲလိုမီးရင်းကြီးကနေကောင်းကင်လိုမှန်ပြင်းကြီးတွေအထိကျွန်တော်တို့ကဘာကြီးဟာတွေးထင်ထားတာထက်ပိုပြီးစမ်းကြဲလာပါသည်ပရိသတ်တွေရောဒီနေရာတွေကဘယ်နေရာကိုအရောက်သွားခြင်းလဲဒါမှမဟုတ်ဒီထဲမှာမပါသေးတဲ့ထူးဆန်းအံ့ဩဖွယ်နေရာတွေကိုသိထားသေးရင်လည်းကွန်မန့်မှာပွေးများပေးခဲ့ပါဦး